ကျေးဇူးအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့တရုတ်ပြီးပြပေါ့ကျွန်တော်အတာ17နှစ်ခွဲပါကျွန်တော်က4တန်းပေါ့4တန်းဒီနေ့ကျောင်းပွင့်9တန်းတက်ရမှာကျွန်တော်ကအမှန်နဲ့တီးနေလူလုံးနဲ့တီးနေကျွန်တော်ကတော့မော်လမြိုင်မြို့တီးနေမော်လမြိုင်မြို့တီးနေရက်ကွက်12လမ်းမှနေပါဗျာတာ17နှစ်ပါမဆိုရတော့ဘူး现在咚咚当当的，现在叫什么来？应该是咕噜沙哩，好不？慢。ကျွန်တော်မှာပုံဒီတင်နေတက်ချင်းဆိုရင်မနှက်ဖြန့်ကျွန်တော်ပုံဒီတင်နေလောက်ပြပေါ့ A B C D E F လို့တင်ပြအရင်တော့ဟိုလားဘာရဝေးတချင်းပုံဒီနေတင်ပြကျေးဇူးပါမင်္ဂလာပါအဆုံးထိကြည့်ပေးတဲ့သူများကျေးဇူးပါ like and subscribe လုပ်ခဲ့ပြီပါနော်